ပါရှင်ဆရာမမွန်ဟော်စီရဲ့စာလေးကိုဖတ်ပြမှာဖြစ်ပါတယ်။ဖျားကုံတော်တွေပရိတ်တော်တွေပွားများရွတ်ဆိုနေတဲ့အခါမှာစိတ်ဆွမ်းအားကတော့ဘူအားမြင့်လာတယ်လို့ပြောရမယ်။စိတ်ဆွမ်းအင်တွေမြင့်လာတယ်။နေ့တိုင်းကောင်းတာတွေလုပ်နေပါလားဆိုတဲ့အသည့်ကကိုယုံကြည်မှုရှိလာတယ်။တချို့လူတွေကဖျားတရားလုပ်တဲ့သူတွေဟာအပြစ်တွေအများကြီးကျူးလွန်ထားတဲ့သူတွေပါဇက်ကဖျားလက်ကကာယလုံနေကြတဲ့သူတွေအင်မတန်မှကြောက်ရွံ့တုန်နေကြတဲ့လူတွေလို့လှောင်ပြောင်ဟားတိုက်ကြတာတွေရှိပါတယ်။ဒါပေမဲ့လူဆိုဒီမှာလည်းတူရာစုနေကြတာများတာမို့ဖျားတရားလုပ်တဲ့အကြောင်းတွေရေးရင်စိတ်တူတဲ့သူတွေကတော့ဖတ်ကြလိမ့်မယ်လို့ထင်ပါတယ်။ကျမကငယ်ငယ်ကတည်းကဖျားတရားလုပ်တာဝါသနာပါပါတယ်။ဖျားကုံတော်တွေဖျားစာတွေရွတ်ဖတ်တယ်။ထက်ခါရွတ်ဖတ်ပူဇော်ပွားများတယ်ဆိုတာကဘာကူမှကြောက်လို့တော့မဟုတ်ပါဘူး။ကြိုက်လို့ပဲဖြစ်ပါတယ်။ရတနာသုံးပါးလုံးရတာကိုကြိုက်ပါတယ်။ကြည်နူးပါတယ်။ကြည်နပ်ပါတယ်။ဖျားကုံတော်ကိုရွတ်ဖတ်နေတယ်ဆိုတာဟာအတင်းပြောနေတာဆဲဆူနေတာထက်တော့သာသေးတာပဲ။ဖျားကုံတော်တွေပရိတ်တော်တွေပွားများရွတ်ဆိုနေတဲ့အခါမှာတော့စိတ်ဆွမ်းအားကတော့ဘူအားမြင့်လာတယ်လို့ပြောရမယ်။စိတ်ဆွမ်းအင်တွေမြင့်လာတယ်။နေ့တိုင်းကောင်းတာတွေလုပ်နေပါလားဆိုတဲ့အသည့်ကကိုယုံကြည်မှုရှိလာတယ်။ကိုနှလုံးသားဟာကုသိုလ်ကောင်းမှုတွေနဲ့ထုံမွန်းထားတာပါလားလို့ကိုယုံကြည်စိတ်လေးစားစိတ်တွေဖြစ်လာတာမျိုးပါပဲ။မိတ်ဆွေအမတယောက်ရှိပါတယ်။သူ့ကိုတွေးလိုက်ရခြင်းမှာကျမစိတ်ထဲကဘလို့ဖြစ်တယ်လဲဆိုရင်ဒီလောက်လှတဲ့လူမမြင်ဘူးလို့ကိုဖြစ်မိတာပါ။ရုပ်ရှင်မင်းသမီးတယောက်ရဲ့အလှလည်းမဟုတ်ပါဘူး။ဆယ်တော်သက်မိန်းကလေးတယောက်ရဲ့အလှလည်းမဟုတ်ပါဘူး။သူ့ရဲ့အလှကအင်မတန်မှရင်ကိုအေးစေသောငြိမ်နေသောအလှမျိုးပဲဖြစ်ပါတယ်။အသားရည်တွေကလည်းကြီးနေတယ်မျက်နှာလေးကလည်းကြည်လန်းနေတာပဲဘလို့ပြောရမှန်းကိုမသိလို့အမဟာနတ်သမီးနဲ့တူတယ်လို့ကျမကစောင့်ရင်းနောက်ရင်လဲသူ့ကိုပြောလေးရှိပါတယ်။ဘာဖြစ်လို့ကြည်လင်ပြီးလှပနေရသလဲဆိုတာအတိတ်ကံအရာလဲပါမှာပေါ့နော်။အခုလဲအဲ့ဒီမကဘာတွေလုပ်လဲဆိုရင်သူ့အိမ်ကဖះเจ้าဆောင်မှာပန်းတွေကိုမပြတ်ပူစော်တာတိတ်လှပါတယ်။စင်မီးလေးတွေရေချမ်းစွန်းတွေကိုအမြဲမြိုင်ဆိုင်နေအောင်ကတ်ထားတာဖះတောက်တော်ရေခွက်တွေကိုကတနေ့ဆေးရကြောရတာတွေအများကြီးပဲလို့ဆိုပါတယ်။သူ့ဖះเจ้าဆောင်တွေကိုကြည့်ရင်တိတ်ကိုကြည်ညိုစရာကောင်းပါတယ်။အယောင်လိုက်ဖိုက်ညီနေတဲ့ပန်းတွေစင်မီးတွေနဲ့အားလုံးတန့်ရှင်းပြီးကြည်လင်တောက်ပနေတာပဲ။တကယ်ကိုကြည်ညိုစိတ်ဖြစ်စေတာပါပဲ။သူပန်းတွေကတ်ထားတာကြည့်ပြီးကျမတို့လည်းပန်းတွေကတ်လှူစင်စိတ်တွေပေါ်လာပါတယ်။သူ့အိမ်မှာအကူမရှိတဲ့အတွက်ပန်းတွေညှက်တာအရက်တွေတင်တာတွေသူတယောက်တည်းအားလုံးလုပ်ပါတယ်။သူကနိုင်ငံရရှားမှနေတော့ကနှင်းစီတပွင့်ကို$ဆိုလို့$ဘိုးပဲဝယ်ရတယ်။$ဘိုးဝယ်ရင်နှင်းစီ10ပွင့်ပဲရတဲ့အတွက်မြန်မာပြည်ပြန်ရောက်ရင်တော့ပန်းတွေကိုအများကြီးဝေဆာကတ်လိုက်အောင်မယ်ဆိုတဲ့စိတ်မျိုးအမြဲဖြစ်ပါတယ်တဲ့။ပန်းအညိုမခံမဲ့ပန်းတွေလူတယ်ဒူးကောင်းမြုပ်လောက်အောင်ပန်းမိုးတွေရတယ်ဆိုတဲ့စိတ်တကြွယ်ဆိုတဲ့ဖျားလက်ထက်ကတကြွယ်တယောက်အကြောင်းကိုဖတ်ဖူးခဲ့တာကိုတတိယမိပါတယ်ဒီတထေးကနတ်သားဘဝမှာလဲ12ရာသီပန်းပွင့်နဲ့ပန်းဥယျာဉ်ကိုပိုင်ဆိုင်ပါတယ်တဲ့ကုသိုလ်တွေဝေမျှလိုက်တဲ့အခါဒီကုသိုလ်တွေကစင့်ပွားသွားတယ်တရားစိတ်တွေဖြစ်ကြတဲ့မိတ်ဆွေတွေကလိုက်လောက်ကြတော့2ထပ်ကွမ်း3ထပ်ကွမ်းကုသိုလ်တွေဖြစ်သွားသလိုပါပဲနော်နောက်ပြီးတော့တနေ့ကိုရှင်းလိုက်ဖက်လိုက်ကြတွေကလည်းအများကြီးပဲတော်ယုံတန်ယုံစိတ်အေးချမ်းမှုမရှိဘဲနဲ့ဒီလိုမျိုးနိုင်နဲ့ရှိပေးရွတ်ဖတ်ပူဇော်ပွားများနိုင်မှုဆိုတာမလွယ်ပါဘူးကိုပဲကြည့်ပြီးပြောရမယ်ဆိုရင်ကျမအတွက်တော့လုံးဝမလွယ်ပါဘူးသူကကျမကိုစိတ်အင်းနေတဲ့အချိန်မှာဖះရှင်ခိုးတာအကောင်းဆုံးပဲတဲ့ထန်ကတိုင်းကြဘလို့ရွတ်ရတယ်နောက်ကကြားလိုက်တယ်လို့ရွတ်ရင်နာရတဲ့ပုံကိုယ်တွေအတွက်ဘာရွတ်လို့ရွတ်နေမှမသိဘူးတာရုခေါ်ဖို့လည်းအတော်ခက်ခဲလိမ့်မယ်ပြီးအောင်လဲရွတ်ရမယ်သာသနာခေတ်နှောင်းပိုင်းရောက်လာတဲ့အတွက်လူတွေကအကျင့်တရားတွေပြတ်လာကြတယ်မိုက်ရိုင်းလာကြတယ်စိုးသွမ်းလာကြတယ်ဒီလိုခေတ်ပြက်ကြီးမှာနတ်တွေရှိဖို့ကလည်းလိုတယ်လို့ပြောပြပါတယ်တကယ်တော့သူစီကကျမအများကြီးတင်ယူလိုက်ရတာပါပဲကိုရောမလုပ်ဘူးလားဆိုရင်လုပ်ပါတယ်ဒါပေမဲ့ကိုလုပ်နေကြအလုပ်တွေကိုလည်းလုပ်နေတဲ့အလုပ်တွေကိုပဲကိုထက်အစပေါင်းများစွာတာလွန်တဲ့စေတနာတရားနဲ့
စေတနာတရားနဲ့ဆောင်ရွက်နိုင်ကြတဲ့သူတွေကျမနားမှာရှိနေတယ်ဆိုပြီးဒီလိုမိတ်ဆွေတွေကိုဘယ်လိုကျေးဇူးတင်ရမှန်းမသိဘူးဒီလိုမိတ်ဆွေတွေနဲ့တွေ့ရဆုံရတာဟာတိတ်ကိုစိတ်ချမ်းသာစရာကောင်းမှလားလို့တွေးမိပါတယ်မိမိထက်ကြီးသူဖြစ်စေငယ်သူဖြစ်စေအားလုံးစီကလေးစားစွာတင်ယူရင်းကျမတို့လုပ်နေတဲ့ဒါနကုသိုလ်သီလကုသိုလ်ဘာဝနာကုသိုလ်အားလုံးကိုဆက်ပြီးမျှဝေချရအောင်လို့အားပေးချင်ပါတယ်နားဆင်ပေးတာကျေးဇူးတင်ပါတယ်ရှင်